ကဲ cherry mix ရှင်းလေးဆိုပြချင်ပါတယ်အားလုံးနားဆင်မိပါတောင်ပေါ်မျိုးလေးတစ်မြောက်မှမျိုးမုံတွေကဆိုင်လာဒီချင်းနေသွားတော့မယ်တရားဟောင်းကိုထားခဲ့ပြီဒါအနာဂတ်တော့ပါလင်းစုပြထားခဲ့တော့လေလေအသာရဘူးဝေးနေလို့နေပြေတော့မလားချစ်စရာမျိုးကိုရှောင်ပြီးမလားတွေ့ရမှာတော့ရှိသေးရင်ချင်ပြန်စစား cherry berry ချားတယ်သူတို့ပြောပါခဲ့ကြဘူးလေဒီဘဝပြောစရာမျိုးလေးတဲ့ပင်နေပလား cherry berry ကိုသွားလေဒါကဲတော့ပြောင်းလဲမသွားရင်လမ်းခဲ့တော့ရှင်နေရမျိုးလေးတဲ့ဒီမှာငါတို့ဆုံးနေတယ်မျိုးလေးတစ်မြောက်မှမျိုးမုံတွေကဆိုင်လာဒီချင်းနေသွားတော့မယ်တရားဟောင်းကိုထားခဲ့ပြီဒါအနာဂတ်တော့ပါတင်းစုပြီးထားခဲ့တော့လေလေအသာရဘူးဝေးနေလို့နေပြေတော့မလားမျိုးကိုရှောင်ပြီးမလားတွေ့ရမှာတော့ရှိသေးရင်ချင်ပြန်စစား cherry berry ချားတယ်သူတို့ပြောပါခဲ့ကြဘူးလေလေးဘရဲ့ပြောစရာမျိုးလေးတဲ့မေးလား cherry berry ကိုသွားလေဒါကဲရန်ပြောင်းလဲသွားလမ်းခဲတော့ရှင်နေရမျိုးလေးတဲ့ဒီမှာငါတော့ဆုံးနေတယ်ကျေးဇူးတင်ပါတယ်